ဟိုးရှိတုန်းကလင်းများနှစ်ယောက်ရှိကြပါတဲ့သူတို့နှစ်ယောက်ဟာခဲရခက်ဆဲတဲအိုလေးထဲမှာပဲဆင်းရဲဒုက္ခမျိုးစုံနဲ့နေထိုင်ကြရတယ်ဒါပေမဲ့လည်းသူတို့မှာသွားလေရမျက်စိတစုံကျဲဝန်းလာတဲ့မြေကွက်ကြီးတစ်ခုရှိပေမဲ့အဲ့ဒီမြေကွက်ကနေဘာအကျိုးမြတ်မှမထုတ်ယူရသေးပါဘူးမိမဖြစ်သူတော်တန်တန်ကတော့အလွန်တရာမနာတန်ကြိုးစားလောက်ကင်သူဖြစ်ပြီးအိမ်မှုကိစ္စမှန်သမျှကိုတခုမှလိုလေသေးမရှိအောင်လောက်ကင်လေးရှိပါတယ်ဒါပေမဲ့ယောက်ျားဖြစ်သူဦးအောင်မောင်ကတော့အလွန်တရာပြင်းရည်လာသူဖြစ်ပြီးဘာအလုံးမှလက်ကြောတင်အောင်မလုပ်ဘူးတနေ့အိမ်မှာပဲလဲလျောင်းအသက်ရှူရင်ကံကောင်းလို့ကောင်းကင်ကနေစီးစိမ်ဥစ္စာတွေဒနာဥစ္စာတွေပြုတ်ကျလာမလားဆိုပြီးအိမ်မက်မက်နေတတ်သူပါသူဟာဖြက်လန်းကနေပဲချမ်းသာခြင်းပြီးဒီလိုအတိတ်ပဲမရှိတဲ့စကားတွေကိုရှေ့ရွတ်နေပါတယ်ပြောရရင်ငါဘဝဘာလုံးမလုံနေစရာမလိုပါဘူးကွာလှုပ်လဲခန္ဓာကိုပေမန်းရုံမရှိရပေါ့ဒါကြောင့်မို့ငါရဲ့ဖြူဖွေးနှူးညံ့တဲ့အသားရည်ကိုနေဘူးလေဘူးတိုးခံပြီးသွားမလုံနိုင်ပါဘူးမဟုတ်ရင်ငါမျက်နှာပိန်ကလက်မောင်နေရဲ့မျက်နှာလိုမဲနဲ့သွားလိမ့်မယ်ဒီလိုပဲအသက်ရှူပြီးစိတ်နဲ့နေရင်တနေ့တော့စီးစိမ်ဥစ္စာတွေကငါစီပြုတ်ကျလာမှာပါစီးစိမ်ကြီးမမမရောက်ခင်အားမွေးထားတာပိုကောင်းပါတယ်လူဆိုတာချမ်းသာရတော့မယ်ဆိုရင်ထိုင်ပဲနေအိတ်ပဲနေပတ်စံတွေကသူ့ဟာသူဒေါင်ဝင်နဲ့ရောက်လာမှာမွန်းလွဲပိုင်းနေရောင်ကြီးကအိမ်ရှိကိုထိုးဖြက်ကျဆင်းလာပေမဲ့ဦးအောင်မောင်ကတော့ကိုပြစ်ပေါ်မှာစိန်နဲ့လဲလျောင်းနေတော့မှမိန်းမဖြစ်သူတော်တန်းတန်းရှောက်လာရင်ယောက်ျားဖြစ်သူမြင်တော့တပ်ပြင်းကြီးကိုချလိုက်မိတယ်ပြီးတော့သူ့ယောက်ျားကိုပြောပါတယ်ကိုအောင်မောင်ရဲ့တော်စင်းတောင်တက်လှုပ်ရှားရှိရသွားလှုပ်စမ်းမှာတနေ့အိမ်မှာပဲဒီလိုပြင်းဟိပြီးလဲလျောင်းနေငါတို့နှစ်ယောက်ပါစပားမှစိုက်ပြိုးနိုင်မှာမဟုတ်ဘူးစပကြီးထဲမှာလည်းစပားတွေကုန်တော့မယ်တော်ပတ်စံရှာဖို့ဆုံးဖြတ်သင့်ပြီနော်ဒါမှငါတို့လင်များနှစ်ယောက်သူများလိုပြည့်စုံလာမှာပေါ့ဒါပေမဲ့ဦးအောင်မောင်ကတော့မိမစကားကိုဂရုမစိုက်ပါဘူးအော်မိမရဲ့မင်းကလည်းဘာလို့တလောက်တောင်မှတပြည့်တောက်ပြောနေရလဲငါဒီလိုအိတ်နေတာအကြောင်းပဲမဟုတ်ဘူးကွာငါအကြံစီအကြီးကြီးတွေထောက်နေတာငါတို့အနာဂတ်အတွက်အစီမံကြီးကြီးမားမားစီမံနေရလေငါရဲ့ပါနဲ့တဲ့အုံနောက်ကိုသုံးပြီးချမ်းသာမဲ့နီလန်စဉ်းစားနေတာငါအကြံထွက်လာတဲ့နေ့ကျရင်မင်းလည်းဘာမှလုပ်เสียမလို့ပဲတထေးကတော့ကြီးလို့ထိုင်စားရုံပဲဟင်းသင်းရွက်တွေလိုက်ကောက်နေเสียမလို့တော့ဘူးလေဦးအောင်မောင်ကမိမရဲ့တတိပေးစကားကိုနည်းနည်းမှမမှုခဲ့ပါဘူးအချိန်တွေကုန်လွန်လာတာနဲ့များသူတို့ရဲ့မြေကွက်ကြီးဟာဘာမှတည်ချာရရမစိုက်ပြိုးထားတော့ခြုံနွယ်ပိတ်ပေါင်းတွေထူလာပါတယ်မြက်ပင်တွေတစ်ပင်ကြီးငယ်တွေကဒူးကောင်းကနေကောင်းကြော်တဲ့အထိရှုပ်ထွေးစွာပေါက်ရောက်လာခဲ့တယ်စပကြီးတွေကဆန်စပါးတွေကလည်းတနေ့ထက်တနေ့လျော့နေလာတာကြောင့်တော်တန်းတန်းလဲဆက်ပြီးတော့တီးမခတ်နိုင်တော့ပါဘူးဒီအတိုင်းသာဆက်သွားမယ်ဆိုရင်တနေ့ငါတို့မိသားစုငတ်သေးတော့မှာပဲလို့သိလိုက်တာကြောင့်အိမ်ကနေထွက်လာခဲ့ပြီးရွာတွေကဆရာတော်စီရောက်သွားခဲ့တယ်သူတို့လေးစားကြည်ညိုရတဲ့ဆရာတော်စီအကြံဉာဏ်တောင်းဖို့ပါဘုန်းကြီးကျောင်းကိုရောက်တဲ့အခါမှာဆရာတော်ကိုသေချာလက်အုပ်ကြီးကတော့ပြီးယောက်ျားဖြစ်သူဦးအောင်မောင်ရဲ့အလွန်တရာပြင်းရလာတဲ့အကြောင်းတွေကိုအကုန်အစင်ရှောက်ထားလိုက်တယ်ဘာအလုံးမမလုပ်ပဲဖြက်လန်းကနေပဲချမ်းသာချင်နေတဲ့အကြောင်းပေါ့ဆရာတော်ကညှိမ့်သက်စွာနားထောင်ပြီးခဏမြစဉ်းစားကမှိတ်လိုက်ပါတယ်ကောင်းပါပြီတကာကြီးအောင်မောင်ရဲ့ပြင်းရမှုဆုံးမဖို့ငါမှအကြံကောင်းတစ်ခုရှိတယ်ဆရာတော်ကအစီအစဉ်ကိုတော်တန်တန်အားအသေးစိတ်မိန့်ကြားပေးလိုက်တာကြောင့်တော်တန်တန်လည်းသဘောကျစွာပြုံးလိုက်ပြီးဆရာတော်မိန့်တဲ့အတိုင်းလိုက်နာပါမယ်လို့ဂတိပေးလိုက်တယ်။ဒီနောက်ဆရာတော်ကိုကတော့ပြီးဝမ်းမြောက်စွာနဲ့အိမ်ကိုပြန်လာပါတယ်။အိမ်ပြန်ရောက်တော့ယောက်ျားဖြစ်သူဦးအောင်မောင်ကတော့အရှင်တိုင်းပဲကုပြစ်ပေါ်မှာမလုံမရှက်လဲလျောင်းနေတုန်းပါပဲ။ဟေးပြန်လာပြီလားမိမတော်သေးတာပေါ့ငါအခုလေးတင်မဲ့ဘိုက်စာနေတာအိမ်မှာစားစရာဘာရှိလဲငါအချမ်းသာဆုံးဖြစ်အောင်အကြံထုတ်ရလို့အားကုန်သွားပြီမင်းသွားပြီးတော့ထမင်းပွဲလေးပြင်မေးစမ်းပါကောင်းပါပြီတော်ရေတော်အတွက်ထမင်းပွဲသွားပြင်ပေးပါမယ်နောက်တနေ့မနက်ကိုရောက်တော့ဆရာတော်ဟာကပ္ပိယလေးမောင်ဖို့တော့ကိုပြစ်ပေါ်မှာလဲလျောင်းနေတဲ့ဦးအောင်မောင်စီလွှတ်လိုက်တယ်ဦးအောင်မောင်ကကပ္ပိယလေးရောက်လာတာကိုတွေ့တော့အံ့ဩစရာဖြစ်ပြီးမေးလိုက်ပါတယ်ဟေးကပ္ပိယလေးမင်းငါစီဘာကိစ္စနဲ့လာတာတော့ဘုံကြီးเจ้าမှာအေးကြီးကိစ္စများရှိလို့လားဟုတ်ပါတယ်ဦးလေးအောင်မောင်เจ้าကဆရာတော်ကဦးအောင်မောင်ချက်ချင်းလာခဲ့ပါတဲ့အရေးကြီးကိစ္စပြောစရာရှိလို့တတ်နိုင်သမျှမြင်လာခဲ့ပါတဲ့ဦးအောင်မောင်လည်းတောက်ကြတော့အလွန်အံ့ဩသွားတယ်အရှင်တုန်းကဆရာတော်ဟာသူ့ကိုတခါမှခိုးယူခဲ့ခြင်းမရှိပါဘူးသူကကိုပဝင်မြင့်ပြီးတွေးလိုက်တာကအော်ဆရာတော်ကငါ့ကိုခေါ်ခိုင်းတာလားနောက်ဆုံးတော့ငါပြုခဲ့တဲ့ကောင်းမှုကံတွေကဒီနေ့မှအကျိုးပေးပြီထင်တယ်ဆရာတော်ကငါ့ကိုတထေးကြီးဖြစ်လာမဲ့ပါရမီရှင်ဆိုတာသိလို့ထီကနန်းကောင်းတွေဒါမှမဟုတ်ငွေခေါ်ကထားတွေပေးမလို့ဖြစ်ရမယ်ကောင်းပြီငါခုချက်ချင်းဆရာတော်စီသွားရမယ်ဦးအောင်မောင်လည်းချက်ချင်းထပြီးရှင်တွေတဒိန်းဒိန်းခုံလျက်ဘုံကြီးကျောင်းစီခြေကုံတုပ်ပြေးသွားခဲ့တယ်သူကောင်းထဲမှာရွှေငွေရတနာတွေစီးစိမ်ဥစ္စာကြီးတွေပဲပေါ်လာတော့တာပေါ့ငါ့ကိုစောင့်နေကြရွှေတွေငွေတွေအောင်မောင်
ဆိုတဲ့လူကသူများပြေးနေလို့ကဲ့ရတာဘယ်တော့မှခံရတော့မှာမဟုတ်ဘူးငါတီရွာမှာအချမ်းသာဆုံးတထေးကြီးဖြစ်လာတော့မယ်ဟေ့ဖုန်ကြီးเจ้าရောက်တာနဲ့ဦးအောင်မောင်ဟာဆရာတော်ကိုအရှင်အားနဲ့မတူပဲယူသေးစွာချက်ချင်းယူယူသေးသေးရှိခိုးကြော့ပါတယ်သူမျက်နှာမှာအပြုံးတွေဝေးစားနေပြီးပြောလိုက်တာကဆရာတော်ဖျားတပည့်တော်ရောက်ပါပြီဖျားကပ္ပိယလေးခေါ်လို့လာခဲ့တာပါဆရာတော်မှာတပည့်တော်ပေးစရာပစ္စည်းကောင်းတွေဘာများရှိလို့ပါလဲဖေဟာတပည့်တော်ဆရာတော်မှိန်သမျှအကုန်လိုက်နာဖို့အသင့်ပါပဲဖေဟာဆရာတော်ကတီးငိမ်စွာကြည့်လိုက်ပြီးဦးအောင်မောင်ရဲ့ချမ်းသာချင်လာတဲ့လောဘစိတ်ကိုရိပ်မိတာကြောင့်မှိတ်လိုက်တာကအေးတကာကြီးအောင်မောင်မင်းဖြက်လန်းကနေချမ်းသာချင်တာငါသိတာပေါ့မင်းအတွက်လမ်းပွင့်အောင်ငါကူညီပေးပါမယ်ဦးအောင်မောင်ကဝမ်းသာအားရပဲအိုးဆရာတော်ဖျားတပည့်တော်ရဲ့စိတ်ကိုသိညာပဲတပည့်တော်ဖြက်လန်းချမ်းသာချင်တာကြပါပြီတပည့်တော်လမ်းပြပေးတော်မူပါဖေဟာချမ်းသာချင်လို့ရင်တွေပူလှပါပြီဆရာတော်ကပြုံးလိုက်ပြီးအနီးနာကပ္ပိယလေးမောင်ဖို့တုတ်ကိုခေါ်လိုက်ပါတယ်ကဲကပ္ပိယလေးရေဆရာတော်အခန်းထဲကအိုးကြီးကိုတွားယူခဲ့စမ်းကပ္ပိယလေးမောင်ဖို့တုတ်ကမြေအိုးကြီးတစ်လုံးကိုယူလာပြီးတော့ဦးအောင်မောင်ကမြေအိုးကိုစိုက်ကြည့်ရင်မေးပါတယ်အိုးဆရာတော်ဖျားဒီအိုးကြီးကဘာအိုးများလဲဖေဟာဒါငွေတွေအလိုလျောက်ထွက်လာတဲ့မဟောတရာမြေအိုးကြီးလားဖေဟာဆရာတော်ကောင်းခါလိုက်ပြီးရှင်းပြလိုက်ပါတယ်တကာကြီးအောင်မောင်တသေးချာချာနားထောင်စမ်းဒီအိုးကမင်းကိုတထေးဖြစ်စေမဲ့အဓိကကရိယာပဲနီလန်းကတော့မင်းကငပြောရွက်တွေမှာကတ်နေတဲ့အဖြူရောင်အမှုန့်တွေကိုချစ်ယူပြီးဒီအိုးရဲပြည့်အောင်ထည့်ရမယ်အဲ့ဒီအမှုန့်တွေအိုးကြီးပြည့်သွားတဲ့နေ့ကျရင်မင်းဟာစီးစိမ်အမြောက်များနဲ့အလိုလိုတထေးကြီးဖြစ်လာလိမ့်မယ်ဘလို့ဆရာတော်ဖျားငပြောရွက်မှာကတ်နေတဲ့အဖြူရောင်အမှုန့်တွေကိုချစ်ပြီးအိုးအပြည့်ထည့်ရုံနဲ့တထိပ်ဖြစ်လာမှလားဖျားဒါတော်တော်လွယ်ကူတဲ့ကိစ္စပဲတပည့်တော်ထင်တာတောရဲတောင်နဲ့သွားပြီးရတနာရှာရမယ်ထင်နေတာဒါဆိုရင်တော့တပည့်တော်အေကံမောက်ကြတထိပ်ကြီးဖြစ်ပြီပေါ့ဆရာတော်ဖျားအေးချမ်းသာဖို့လွယ်ပေမဲ့စီကန်းချက်တွေတော့ရှိတယ်တကာကြီးအောင်မောင်ဆရာတော်ပြောတဲ့စီကန်းနှစ်ချက်ကိုသေချာစွာလိုက်နာရမယ်စီကန်းနံပါတ်1မင်းချစ်ယူရမယ်ငပြောရွက်မှာကတ်နေတဲ့အဖြူရောင်အမှုန့်တွေဟာမင်းကိုယ်တိုင်စိုက်ပျိုးထားတဲ့ငပြောပင်တွေစီရပဲဖြစ်ရမယ်သူများငပြောပင်စီရသွားချင်းလုံးဝမအောင်မြင်ဘူးနော်အိုးဒါမခက်ပါဘူးဆရာတော်ဖျားတပည့်တော်မှာမြေကွက်ကြီးပိုင်ထားတာအေကပေါင်းများစွာရှိတယ်ငပြောပင်ထောင်သောမကစိုက်ပြီးချစ်ယူလို့ရတာပေါ့ဖျားကောင်းပြီစီကန်းနံပါတ်2အဲ့ဒီငပြောပင်တွေကိုမင်းတေချာပြုစုစောင့်ရှောက်ရမယ်ငပြောပင်မကြီးတဲ့တော့မဟုတ်အသီးမသီးတဲ့ချစ်ယူလို့မရဘူးငပြောခံထွက်ပြီးဒီကင်းရှင်းမဲ့လာတဲ့ငပြောပင်တွေစီကနေပဲချစ်ယူရမယ်တခုခုလွဲမခဲ့ရင်အဲ့ဒီအမုံတွေကစီးစိမ်ဥစ္စာဖြစ်လာမှာမဟုတ်ဘူးနားလေလားတကားကြီးနားလေပါပြီဆရာတော်ဖျားကိုယ်တိုင်စိုက်ပျိုးရမယ်တေချာပြုစုရမယ်အသီးသီးတဲ့အပင်စီရပဲချစ်ယူရမယ်တပည့်တော်ရဲ့ကောင်းနဲ့ဆွဲသွားပါပြီဖျားဦးအောင်မောင်ဟာဆရာတော်ကိုဝမ်းသာအရာကတော့ပြီးအိုးကြီးကိုပွေ့ချီကအိမ်ကိုပြန်လာခဲ့တယ်။အိမ်ရောက်တာနဲ့ဘာမှမဆိုင်မတော့ပဲတန်ကြီးတက်နေတဲ့ပေါက်ပြားနဲ့ဓားတွေကိုသွားယူလိုက်ပါတယ်။ငါစီလာမဲ့စီးစိမ်တွေရင်းရည်တဲ့ပိုအောင်မောင်းဆိုတဲ့လူကဒီရွာမှာအကြီးဆုံးငပြောချံကြီးဖန်နေပြီးငပြောပေမှာကတ်နေတဲ့အဖြူရောင်အမှုန့်တွေအိုးပြည့်အောင်ချစ်ယူတော့မယ်ဟေ့ပြောပြီးတာနဲ့ဦးအောင်မောင်ဟာသူ့ပိုင်နဲ့ကျယ်ဝန်းလာတဲ့မြေကွက်ကြီးစီတန်တန်မတ်မတ်သွားခဲ့တယ်ပေါက်ပြားတွေဓားတွေသုံးပြီးခြုံရွယ်ပိတ်ပေါင်းနေတဲ့သူ့ရဲ့မြေကွက်ကြီးကိုရှင်းပါတယ်မွန်လွယ်ပိုင်နေပူရှင်းရှင်းအောက်မှာသူ့ရဲ့ခန္ဓာကိုယ်ကချွေးတွေထွက်နေပေမဲ့ဦးအောင်မောင်ကတော့တစ်ဆက်ကလေးမှမနာပါဘူးမိမဖြစ်သူတော်တန်းတန်းရောက်လာပြီးကြည်လိုက်တော့ပစက်အဟောင်းသားနဲ့အံ့ဩသွားရတယ်သူ့ရဲ့ပြင်းရည်လာတဲ့ယောက်ျားဖြစ်သူဟာမျက်ပင်တွေကိုသေလိုမတက်ခုတ်ထွင်ရှင်းလင်းနေတာကိုတွေ့ရပါတယ်ဟင်ကိုအောင်မောင်ရှင်စေးတွေဘာတွေများမှားတော့လာလားယင်ဒါမှမဟုတ်တရေတွေဘာတွေပူးညာလားရာဆိုရင်မှရှင်တကားမှအလုံးမလုပ်ဘူးလေဒီနေ့မှဘာလို့သေမတက်လုံညာလဲထူးဆန်းလိုက်တာတော့ဤကျုံမျက်စိတောင်ကျုံမြုံနိုင်ဘူးတော့ဦးအောင်မောင်ကမိမရဲ့အံ့ဩနေတဲ့စကားတွေကိုဂရုမစိုက်ပဲမျက်တွေကိုဆက်လက်ရှင်းလင်းခဲ့တယ်အချိန်တော်တော်ကြာရှင်းလင်းလိုက်တဲ့အခါမှာခြုံရွယ်ပိတ်ပေါင်းနေတဲ့မြေကွက်ကြီးဟာမြေကွက်လက်ကြီးဖြစ်သွားခဲ့ပါတယ်ဦးအောင်မောင်ကခါထောက်ပြီးကြည်ရင်နဲ့ကုံယူစွာပြောလိုက်ပါတယ်မနှက်ပြန်ကြရင်ငါမြောင်းနေဖော်မယ်ပြီးမျိုးကောင်းနဲ့ငပြောပင်တွေသွားရှာဆိုင်တော့မယ်ငါရွှေငွေရတနာတွေငါ့ကိုစောင့်နေကြပြီနောက်တနေ့မနက်စောစောဦးအောင်မောင်ထလာခဲ့ပြီးစိုက်ပျိုးဖို့မြောင်းတွေစတင်တူးဆွပါတယ်ကြက်ပေါင်းများစွာကြိုးစားပြီးမျိုးကောင်းနဲ့ငပြောပင်တွေကိုလိုက်ရှာကအရွက်ကြီးပြီးတန်မာတဲ့ငပြောပင်တွေကိုလိုက်လံစိုက်ပျိုးပါတယ်သူ့ရဲ့ငပြောပင်တွေဟာကြီးထွားလာပြီးငပြောပင်မှာကတ်တဲ့အဖြူမုန့်တွေများများထွက်လာရင်သူမြန်မြန်ချမ်းသာတော့မယ်လို့ယုံကြည်နေတာပါမိန်းမဖြစ်သူတော်တန်တန်လည်းယောက်ျားဖြစ်သူကြည်ရင်အလွန်တရာဝမ်းမြောက်ဝမ်းသာစွာရှိလာပါတယ်။အရှင်ကပြင်းရည်ပြီးစိတ်ကူးရင်နေတတ်တဲ့ယောက်ျားဟာအခုတော့မနဲ့မလင်းတလင်းကနေမိုးချုပ်တဲ့အထိမနာတန်အလုတ်ကြိုးစားနေတာကိုတွေ့ရလို့ပါ။ဆရာတော်ကကိုအောင်မောင်းကိုဒီလိုကြိုးစားလာအောင်မှန်တန်အစွမ်းပေးလိုက်တာတကယ်ဝမ်းသာစရာပဲ။သူဆရာတော်နဲ့ဘာသဘောတူညီချက်ပဲယူခဲ့အခုလိုကြိုးစားလောက်ကင်နေတာပဲငါကြည်နှက်ပါပြီ။ဒီလိုနဲ့ရက်ပေါင်းများစွာကုန်လွန်လာတဲ့အခါဦးအောင်မောင်းဟာငပြောပင်တွေကိုပေါင်းတင်ရေလောင်မြေဩစာကျွေးပြီးအထူးဂရုစိုက်ပြုစုခဲ့တယ်။
ပိုးမွားတွေငပြောပင်ရွက်ကိုကိုက်စားမှတော့မှမခံနိုင်ပါဘူးကြာလာတော့ငပြောပင်တွေဟာပင်စီတောင့်တင်းပြီးတန်မာလာခဲ့ကအရွက်တွေလည်းစိမ့်ဆူလှပလာခဲ့တယ်အရေးကြီးဆုံးကတော့ငပြောပင်တိုင်းမှာတန်မာလှတဲ့ငပြောခိုင်ကြီးတွေတီးလာခဲ့ကြတယ်ဟာငါပြောပင်တွေအရန်လှတာပဲအသီးတွေလည်းအများကြီးပဲငပြောခိုင်တွေလည်းအများကြီးပဲဟေ့အရွက်တွေမှာလည်းအဖြူရောင်အမှုန့်တွေဖွေးနေရပဲခဏစောင့်ပါအောင်ကွာငပြောခိုင်တွေရှင်းမဲ့တာနဲ့ငါမင်းတို့ချစ်ယူပါမယ်မကြမီမှာပဲငပြောခိုင်တွေရှင်းမဲ့လာတာကိုတွေ့ရတော့မိမဖြစ်သူတော်တန်တန်ကမဆိုင်မတော့ပဲငပြောခိုင်တွေခုတ်ယူပြီးဈေးမှာသွားရောက်ရောင်းချခဲ့တယ်သူတို့ရဲ့ငပြောသီးတွေဟာကြီးမာပြီးမှွှေးကြိုင်လာတာကြောင့်ဈေးထဲမှာလူတွေလူရက်ဝဲယူကြပြီးခဏလေးနဲ့ကုန်သွားခဲ့တယ်လာကြပါရှင်လာကြပါမိတ်ဆွေတို့ငါ့ချန်နဲ့ထွက်တဲ့ငပြောသီးတွေနော်လာဝဲကြပါအောင်အသီးရကြီးပြီးတော့အရှမ်းမှွေးတာပါနော်ပင်မဲ့တွေပါနော်ပင်မဲ့တွေပါတော်တန်တန်တယောက်ဈေးမှာငပြောသီးရောင်းရလို့ပတ်စံတွေအိတ်ထဲပြည့်နေချိန်မှာဦးအောင်မောင်ကတော့အဲ့ဒီပတ်စံတွေကိုနည်းနည်းမှမမှုပါဘူးငပြောခိုင်ခုတ်လိုက်တာနဲ့ဦးအောင်မောင်ကဓာပါလေးနဲ့ငပြောရွက်ပေါ်ကအဖြူရောင်အမှုန့်တွေကိုအိုးရဲသေးချချစ်ထဲတော့တာပါဓမုံမှမလွင့်စေနဲ့ဟေ့ဒါတွေကငါရဲ့ရွှေအမှုန့်တွေကြီးပဲလာအနှဲငယ်တွင်အိုးပြေတော့မှာပဲသူတို့လင်များညောင်ဟာကိုတာဝန်ကိုအတီးတီလှုပ်ဆောင်ခဲ့ကြတယ်ဦးအောင်မောင်ကအပင်အသစ်တွေဆက်ဆိုင်တယ်ငပြောပင်မှာကတ်နေတဲ့အဖြူရောင်မုံတွေချစ်ယူတယ်တော်တန်တန်ကတော့ငပြောခိုင်တွေခုတ်ပြီးတော့ရောင်းပါတယ်ကြာလာတော့သူတို့ရဲ့မြေကွက်ကြီးဟာရွာမှာအကြီးဆုံးငပြောချန်ကြီးဖြစ်လာခဲ့ပြီးကုန်းတယ်တွေတောင်အိမ်ရှိထိလာဝဲကြတဲ့ထိစိုက်ပြိုးနိုင်ခဲ့တယ်ကုံတယ်တို့ရေငပြောသီးတွေအကုန်သာဝယ်သွားကြပါကျမယောက်ျားငပြောရွက်မှာကတ်နေတဲ့အဖြူရောင်မုံချစ်ယူလို့ရအောင်လို့ပါညနေတိုင်းဦးအောင်မောင်ဟာအိမ်ပြန်ရောက်ရင်မြေအိုးကြီးတွေဖွင့်ကြည့်ပြီးအဖြူရောင်မုံတွေနည်းနည်းစီတိုးလာတာကိုစိတ်လှုပ်ရှားစွာကြည့်လိမ့်ရှိတယ်နီးပြီဟဲ့နီးပြီနည်းနည်းပဲလိုတော့တယ်အိုးပြေငါစီးစိန်ကြီးရတော့မယ်ဟဲဟဲဟဲမိမဖြစ်သူတော်တန်တန်လည်းအလွန်တရာပျော်ရွှင်နေခဲ့တယ်ငပြောသီးရောင်းလို့ရတဲ့ပတ်စံတွေကိုအထုပ်ကြီးထဲသေချာသိမ်းဆည်းထားတာကြောင့်အိမ်မှာပတ်စံတွေပိုရှန်နေခဲ့ပြီးအစားတော့လည်းလူလေသေးမရှိအောင်စားနိုင်ခဲ့ကြတယ်ဒါတွေဟာဥအောင်မောင်ရဲ့ကြိုးစားမှုကြောင့်ဆိုတာသိလို့တော်တန်တန်ဝမ်းသာမဆုံးဖြစ်ရတယ်အချိန်တွေကုန်လွန်လာပြီးဥအောင်မောင်ရဲ့ကြိုးစားမှုကအောင်မြင်ခဲ့ပြီးမြေအိုးကြီးထဲမှာအဖြူရောင်မှုန့်တွေဖြူဖွေးစွာနဲ့ပြည့်နေပါပြီဥအောင်မောင်ရှင်တွေတိန်တိန်ခုန်လျက်အော်ဟစ်လိုက်တာကဟာငါချမ်းသာပြီကွာငါချမ်းသာပြီဟေးငါအိုးထဲမှာဆရာတော်ပြောတဲ့အဖြူရောင်အမှုန့်တွေပြည့်သွားပြီငါတထေးကြီးဖြစ်ပြီဟေးတထေးကြီးဖြစ်ပြီဟာဦးအောင်မောင်ရဲ့အော်ဟစ်တန်ကြောင့်ထမင်းစားနေတဲ့တော်တန်တန်လည်းလှန့်သွားခဲ့ရတယ်။ကိုအောင်မောင်ရဲ့အတန်နည်းနည်းလောက်ထိမ့်မအောင်တော့ရွာသားတွေကြယူနေတယ်လို့ထင်ကြပါအောင်မယ်။ငါဘသူ့ကိုမှကြည့်မဆိုင်ဘူးမိမဒီနေ့ညပဲဒီအဖြူရောင်အမှုန့်တွေကရွှေအဖြစ်ကိုပြောင်းလဲတော့မှငါဒီအိုးကြီးကိုဆရာတော်စီသွားပြရမယ်ကွာ။ဦးအောင်မောင်ကမြေအိုးကြီးကိုပွေ့ချပြီးဖုံးကြီးကျောင်းစီခြေကုံတုပ်ပြေးသွားတယ်။ကျောင်းရောက်တော့ဆရာတော်ရှိမှအိုးကြီးကိုချလိုက်ပြီးစိတ်လှုပ်ရှားစွာနဲ့ရှောက်ထားလိုက်ပါတယ်။ဆရာတော်ဖျားတပည့်တော်အိုးပြအောင်လို့အဖြူရောင်အမှုန့်တွေကိုချစ်ယူနိုင်ခဲ့ပါပြီဒီနေ့ညဒါတွေဟာရွှေစင်တွေအဖြစ်ပြောင်းလဲတော့မှာမဟုတ်ဘူးလားဖျားတပည့်တော်တထေးဖြစ်ဖို့အသင့်မှာပဲဖျားဆရာတော်ကအိုးရဲအဖြူရောင်မှုန့်တွေကြည့်ပြီးညင်သာစွာပြုံးလိုက်တယ်ခဏကြာတော့မိမဖြစ်သူတော်တန်တန်လည်းရောက်လာပြီးဆရာတော်ကိုကတော့ကဥအောင်မောင်းပြီးမှထိုင်လိုက်ပါတယ်ဆရာတော်မိတ်လိုက်တာကအေးတကာမကြီးတော်တန်တန်ရောက်လာတာကောင်းတယ်ငါနှစ်ယောက်စလုံးတခါတည်းပြောမယ်တကာကြီးကဒီအဖြူရောင်မှုန့်တွေရွှေဖြစ်လာမှစောင့်နေစရာမလိုတော့ဘူးဟင်ဘာလို့လဲဆရာတော်ဖျားတပည့်တော်ဆရာတော်ဖျားပြောသလိုအစင်စင်လိုက်နာခဲ့တာလေဆရာတော်တပည့်တော်လိန်လိုက်တာတော့မဟုတ်ပါဘူးနော်ငါမင်းကိုမလိန်ပါဘူးတကာကြီးမင်းရဲ့မိန်းမစီလှည့်ကြည့်လိုက်စမ်းအိမ်မှာမိန်းမသိမ်းစီထားတဲ့ထုတ်ကြီးထဲမှာငွေကြေးစည်းစိမ်တွေဘလောက်တောင်ရှိနေပြီလဲဆိုတာမေးကြည့်စမ်းဦးအောင်မောင်လည်းစဝေစဝါနဲ့မိန်းမဖြစ်သူလှည့်ကြည့်လိုက်တော့တော်တန်တန်ပြုံးပြီးကြည့်နေတာတွေ့ရတယ်တော်တန်တန်ကယောက်ျားဖြစ်သူကိုအမှန်တမ်းရှင်းပြလိုက်တယ်ကိုအောင်မောင်ရဲ့ရှင်ကငပြောရွက်မှာကတ်နေတဲ့အဖြူရောင်အမုံတွေရအောင်ဆိုပြီးငပြောပင်တွေကိုတေချာစိုက်ပျိုးပြုစုနေတော့ငါအဲ့ဒီငပြောခိုင်ကြီးတွေကိုဈေးမှာတွားရောက်ခဲ့တာလေရှင်ကအပင်တွေစိုက်လေလေငါအသီးတွေရောင်းရပြီးပတ်စံတွေရလေလေပဲအခုအိမ်မှာရှိနေတဲ့ပတ်စံအမြောက်များဆိုတာရှင်ရဲ့သွေးချွေးနဲ့လှုပ်ခဲ့တဲ့လှုပ်အားခတွေပါပဲကိုအောင်မောင်ဦးအောင်မောင်တောင်ကြတော့မှမျက်စိပွင့်နားပွင့်သွားခဲ့တယ်ဖြက်လန်းကနေရောက်လာမဲ့ယတနာဆိုတာမရှိပဲမိမိရဲ့ကြိုးစားအားထုတ်မှုနဲ့စိုက်ပျိုးခဲ့တဲ့ငပြောချင်အားပဲတကယ်စီးစိမ်ဥစ္စာအစ်စ်ဖြစ်တယ်ဆိုတာကိုချက်ချင်းသဘောပေါက်သွားခဲ့ပါတယ်အော်ဒါဆရာတော်ရဲ့အကြံဉာဏ်ပရိယေပေါ့နော်ပြင်းရည်တဲ့တပြည့်တော်လှုပ်အားခနဲ့ပတ်စံရှာတက်အောင်လှည့်ကွက်သုံးလိုက်တာပေါ့ဆရာတော်ဖျား
ဦးအောင်မောင်ဟာစိတ်မဆိုးတဲ့ပြင်ကိုပြင်းရခဲ့ဖူးတာအတွက်ရှက်ရွံ့သွားခဲ့ရတယ်ဆရာတော်မိန့်ကြားလိုက်တာကအေးတကကြီးငါသာမင်းကိုအိုးတဲ့အဖြူရောင်မုံတွေထည့်ရမယ်လို့မပြောရင်မင်းတို့ပြင်းရတဲ့သူကလဲတဲ့ဆင်းမမလားအခုတော့စူးစမ်းခြင်းရဲ့ရလက်ကမင်းကိုချမ်းသာစေတယ်ဆိုတာမင်းကိုယ်တိုင်မြင်မိမလားအိမ်မက်ရောင်စီးစိမ်ကိုစောင့်နေစရာမလိုတော့ဘူးလေဟုတ်တယ်မလားတကကြီးဦးအောင်မောင်ဟာဆရာတော်ရဲ့ဆုံးမမှုကိုဝမ်းမြောက်စွာခံယူပြီးဆရာတော်ကိုတေချာကတော့လိုက်ပါတယ်အကယ်၍ဆရာတော်ရဲ့အကြံဉာဏ်သာမရှိခဲ့ဘူးဆိုရင်သူဒီတစ်သက်လုံးပြင်းရတဲ့ပူအောင်မောင်အဖြစ်ပဲကြံရစ်ခဲ့ရမှာဖြစ်ပါတယ်အဲ့ဒီနေ့မှစပြီးဦးအောင်မောင်ဟာပြင်းရတဲ့အကျင့်ကိုလုံးဝဆွန့်လွတ်လိုက်ပြီးရွာမှာအကျိုးစားဆုံးငပြောချံပိုင်ရှင်တထေးကြီးဖြစ်လာခဲ့ပါတော့တယ်ဦးအောင်မောင်နဲ့တော်တန်းတန်းတို့လင်းများနှစ်ယောက်လဲမနာတန်စူးစားလောက်ကန်ကြရင်တာယာဝပြောတဲ့မိသားစုဘဝကိုထူထောင်နိုင်ခဲ့ကြတယ်သူတို့ချစ်ယူခဲ့တဲ့အဖြူရောင်မုံအိုးကြီးကိုလည်းမိမိတို့အားစူးစမ်းရန်တတိပေးသောအမှတ်တရဖြင့်အိမ်မှာတေချာသိမ်းစီထားခဲ့ကြပါတော့တယ်ဇလန်းလေးကတော့ဒီမှာပဲပြီးသွားပါပြီရှင်ဒီဇလန်းလေးကိုအတန်သွင်းပေးရနဲ့မမလေးတီခင်လည်းအကြံကောင်းတစ်ခုရသွားပါတယ်အလုပ်ဆိုတာကိုယ်တိုင်စူးစမ်းလုပ်မှပြီးမြောက်ပြီးအကျိုးကျေးဇူးရတာမျိုးပါအဲ့ဒါကြောင့်မလို့ဒီနေ့စပြီးတော့ပရိသတ်ကြီးကိုနေ့တိုင်းဗီဒီယိုတစ်နေ့တစ်ပုတ်တင်နိုင်အောင်အတန်တွေအများကြီးသွင်းပေးပါမယ်ရှင်ကြည့်ရှုနေတဲ့ပရိသတ်တွေရောဒီဇလန်းလေးကနေပါသင်ခန်းစာရလိုက်လဲဆိုတာကို comment ထဲမှာရေးပေးခဲ့ပါအောင်ရှင်